တစ်ကိုဆောင်းမြောက်ရတာလျက်ကိုတွတ်တွတ်သိပ်ပြောမင်းနှကန်းပပလေးကဖြည်းဖြည်းချင်းပုံလိုက်တဲ့ကိုကွင်းပုံလေးတွေကကိုတမတီနိုးစရာခိုက်တန်လေးပါနော်ဖူတီနွေးထဲလေဝင့်ထားပြီးမင်းအေးနေတဲ့ပုံရိပ်လေးကကိုတော်တော်လွမ်းလဲဖြစ်ပြီးတော့နှွေးထွေးနေအော်မင်းရဲ့ဆန္ဒပြည့်လေးထပ်မှကြာနေတဲ့နေဆက်ကလေးတွေနဲ့ဘလောက်ထိများမင်းကလှပပြီးချစ်စရာကောင်းနေတာလေမင်းကတနာရီထဲကလို့သိလာတဲ့စင်ဒရဲလာလေးလာလို့တော့ကိုတွေးမိနေသေးတယ်ဖန်ဆင်းပေးတဲ့ဖျားခင်ကိုကျေးဇူးတင်